န်း900တက်တန်းရှိတဲ့ရှေးဟောင်းသမုဒ္ဒရာရဲ့အမွေအနှစ်ပန်းရောင်စာလူကြီးမင်းဒီပုံတွေကိုပထမဆုံးမြင်လိုက်တာနဲ့ခေါင်းထဲမှာဘာကိုအရင်ဆုံးပြေးမြင်မိပါသလဲတန်မိုးကြီးဗရက်များတွင်းကြီးတစ်ခုလားဒါမှမဟုတ် request လို့ခေါ်တဲ့ပန်းရောင်ကြောက်မြတ်ရတနာတုံးကြီးတွေကိုဒူးဖော်နေတာလားကူကြီးတွေထဲမှာလူတွေကပေါက်တူးတွေစက်ကရိယာတွေနဲ့ထွင်းဖောက်နေတဲ့မြင်ကွင်းကလှပလွန်အဖိုးတန်လွန်နေတာကိုဒါပေမဲ့အမှန်တရားကတော့လူကြီးမင်းတို့ထင်ထားတာနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေပါလိမ့်မယ်ဒါဟာကြောက်မြတ်ရတနာမဟုတ်ပါဘူးဒါဟာလူကြီးမင်းတို့မိဖို့ကြောင့်နေမှာနေတိုင်းလိုမြင်နေကြသုံးနေကြဖြစ်တဲ့စားပါဟုတ်ပါပြီဒါကစားပါဒါပေမဲ့တာမန်မိဖို့ကြောင့်သုံးဖြူဖွေးနေတဲ့စားတော့မဟုတ်ပါဘူးသူ့ရဲ့နာမည်ကတော့ဟေးမွေနာပန်းရောင်စား Himalayan Pink Salt လို့ခေါ်ပါသည်ကမ္ဘာပေါ်မှာရှိသမျှစားတွေထဲမှာအတန့်စင်ဆုံးနဲ့အဟာရဓာတ်အကျွဲဝါဆုံးစားတစ်မျိုးပါပဲဒီစားရဲ့ဇာတ်လမ်းကိုပြောဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်သန်းပေါင်း900လောက်ကိုပြန်သွားရပါလိမ့်မယ်။ဒါပေမဲ့ပညာရှင်တွေရဲ့အဆိုအရဟိမွေနာတောင်တန်းတွေဖြစ်တဲ့နေရာကတစ်ချိန်က Primordial Ocean လို့ခေါ်တဲ့ရှေးဦးသမုဒ္ဒရာကြီးတစ်ခုရှိခဲ့ပူပါသည်။အချိန်တွေကြာလာတာနဲ့အမျှနေရဲ့အပူချိန်ကမ္ဘာမြေကြီးရဲ့ဘူမိဗေဒပြောင်းလဲမှုတွေကြောင့်ဒီသမုဒ္ဒရာကြီးဟာတဖြည်းဖြည်းခန်းခြောက်သွားခဲ့ပါသည်။ခန်းခြောက်သွားတော့အဖိုးတန်ဓာတ်ထုဓာတ်တွေအပြည့်အသိပ်ပါတဲ့စားတိုက်ကြီးတွေကျန်ခဲ့တာပါ။ဒီစားတိုက်တွေဟာအခုခေတ်ပါကစ္စတန်နိုင်ငံဟိမွေနာတောင်တန်းကြီးတွေရဲ့ခြေရင်မြေကြီးအောက်မိုင်ပေါင်းများစွာအနှံ့မှာပိတ်မိနေခဲ့ပါသည်ဒီစားတိုက်တွေဟာမြေကြီးအောက်မှာနှစ်သန်းပေါင်းများစွာပိမိနေခဲ့ပြီးဟိမွေနာတောင်တန်းကြီးရဲ့အလွန်အမင်းကြီးမားတဲ့ဖိအားကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းပူချိန်ဒါတွေအလုံးပေါင်းစုံလိုက်တဲ့အခါဒီစားတွေဟာတထုရက်တွေနဲ့ပြေးဝနေတဲ့ခရစ္စတယ်လိုင်းဖွဲ့စည်းပုံအဖြစ်ပြောင်းလဲသွားတာပါဒါကိုဘာလို့ပန်းရောင်စားလို့ခေါ်တာလဲတာမန်စားဖြူတွေနဲ့ပါကွာလေကွာပါလေတာမန်စားဖြူတွေကဓာတုဗေဒနီလန်းနေနဲ့အယောင်ချွတ်တာတွေမခဲအောင်လုပ်တဲ့ဓာတုပစ္စည်းတွေအများကြီးသုံးထားလို့ဖြူနေတာပါသူ့မှာဆိုဒီယမ်ကလိုရိုက်ကလွဲပြီးတော့ကျန်တဲ့အဟာရဓာတ်တွေရှာတွေ့ဖို့ခက်ခဲသွားပါလိမ့်မယ်ဒီပန်းရောင်စားကတော့100%သဘာဝအတိုင်းမှာဒူးဖော်တွေစေးကြောတွေအသုံးပြုတွေသူ့ရဲ့ဖွဲ့စည်းပုံက98%လောက်မှာဆိုဒီယမ်ကလိုရိုက်ဖြစ်ပေမဲ့ကျန်တဲ့နေရာပိုင်းကတော့လူခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ဓာတ်သတ္တုတွေကြီးပါပဲဒီစားနဲ့ဘာလို့ရလဲဆိုတော့သူ့ရဲ့အသုံးဝင်ပုံကလည်းအန်အိုစရာ3မျိုးရှိနေပါလိမ့်ပထမဆုံးကတော့မီးဖို့ကြောင်နေမှာပါလူကြီးမင်းချက်နေကြဟင်းနေတဲ့မှာတာမန်စားနေရမှာအစားထိုးသုံးလိုက်ရုံပါပဲသူရဲ့စားငံဓာတ်က refine salt တွေလို့ရှားပေါ်မှာစူးကနေကြံခဲ့တာမျိုးမဟုတ်ဘဲနူးညံ့မှုဖြစ်သွားသည်အစားအစာရဲ့ငကိုမူလအရသာကိုပို့ပြီးတော့ပေါ်လွင်အောင်တွန်းပို့ပေးတာမျိုးပါစတိတ်တို့အသားကင်တို့ဆလတ်တွေပေါ်မှာဖြူဆိုင်ရင်အရသာကခေါင်းငင်မုံကိုရောက်သွားတယ်လို့ပါပဲတဲ့အရသာတွေမဟုတ်ဘူးဟင်းထဲမှာဓာတ်သတ္တုတွေမျှတောင်မှလုပ်ပေးပါသည်ဒုတိယတစ်ခုကတော့ထူးဆန်းတဲ့အသုံးပြုမှုပါဒီစားကိုလူတွေကကြည့်ပဲစားတာမဟုတ်ပါဘူးဒီစားငယ်ကြီးတွေကို4000တုံးကြီးတွေဖြစ်အောင်ထူးစစ်ပြီးမြင်းတွေနွားတွေတိုးတွေမွေးမြူရေးတိရစ္ဆာန်တွေအတွက်ရက်စားတုံးကြီးတွေဖြစ်လဲလုပ်ပေးထားပါသည်ဓာတုဗေဒသဘောတရားနဲ့ဖော်ဆထားတဲ့ဖြည့်ဆွတ်စာတွေအစားဒါဟာတို့အတွက်အကောင်းဆုံးသဘာဝဖြည့်ဆွတ်စာဖြစ်သွားတာပါနောက်ဆုံးတစ်ခုဒါကတော့အခုခေတ် stress များနေတဲ့လူတွေကြားထဲအရန်ကိုခေတ်စားနေတဲ့အသုံးပြုပုံပါအဲ့ဒါကတော့စားမိအိမ်မှာဒူးဖော်လို့ရလာတဲ့ပန်းရောင်စားခဲ့အကြီးကြီးတွေကိုယူတယ်အတွင်းထဲကိုတေချာထွင်းဖောက်ပြီးအခေါင်းပေါက်လုပ်တယ်ပြီးတော့အထဲမှာမီးသီးတစ်လုံးထည့်လိုက်တယ်မီးထွန်းလိုက်တဲ့အခါအဲ့ဒီစားခဲကြီးတစ်လုံးလုံးကနှွေးထွေးပြီးလှပတဲ့ပန်းရောင်အလင်းရောင်ကိုစတင်ထုတ်လုပ်ပါတော့တယ်ဒါဟာအခန်းထဲကိုအရန်ကိုစိတ်အပန်းပြေစေတဲ့တဘာဝဆန်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးပါသည်ညဘက်ဘက်ဒရွန်းထဲမှာထွန်းထားလိုက်ဒီဝမ်ဂလိုလေးကတနေ့တာပင်ပန်းသမျှကိုဖြည့်လျော်ပေးတယ်လို့ခံစားရမှာပါဒါပေမဲ့တစ်ခုတော့ရှိပါသည်ဒီစားမိအိမ်ကလေရူးကိုတန်းစင်ပေးတယ်ဆိုပေမဲ့လူချင်းမရဲ့ toxic ဖြစ်နေတဲ့ relationship တွေကိုတော့တန်းစင်ပေးနိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်ခင်ဗျာ